United ကတော့ Villa ကို Old Trafford ခေါ်ပြီးရေးကြရဖြစ်အောင်လုပ်လိုက်တယ်လို့ပဲပြောမှာပါ။6မှတ်တန်ပြိုင်ပွဲဆိုတဲ့အတိုင်းဒီပွဲစဉ်မှာနိုင်ရရှိခဲ့တဲ့ United အခုဆိုရင်အနည်းဆက်ဆုံးပြိုင်ပွဲဖြစ်တဲ့ Villa အသင်းကို3မှတ်ထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်လို့မင်းညာကပွဲစဉ်တွေမှာ Chelsea နဲ့ Liverpool တို့ကရမှတ်ကိုစီဆုံးရှုံးခဲ့ရတာအကြောင်းဒီနှစ်သင်းကိုပါရမှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ United အနေနဲ့တပွဲလုံးတိုင်းနိုင်အောင်ပြောရမယ်ဆိုရင် Prime မှာကစားပုံတင်မကောင်းခဲ့ပေမဲ့ Villa ဘက်ကတော့မှတယောက်တဲ့ခွေးတွေပုံမပြုလုပ်နိုင်ခဲ့တာကိုတွေ့ရခဲ့ပါတယ်။ဒါပေမဲ့လည်းတွေ့ရမှာတော့ Carrick ကနေပြီးပြောလဲပြုလုပ်နိုင်ခဲ့ပြီးBenjamin Sesko မှာတက်ကွန်ညာ Casemiro ရဲ့သွင်းဂိုးတွေနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဗီလာဘက်ကဘာဂလီကခြေပါဦးတကူတော့သွင်းယူပေးခဲ့ပေမဲ့လည်းဆင်းမီတော့ဘူးလို့ပဲပြောမှာဖြစ်ပါတယ်။ဒီဝက်စမိုင်း9အနေနဲ့စံချိန်မတန်းကောင်းတချို့ကိုလည်းပိုင်ဆိုင်ရရှိခဲ့ပါသေးတယ်။ United နီယာယီနီးပြမိုင်ငယ်ကားရင်းအနေနဲ့နီးပြအသင်းအကြောင်းအနေနဲ့အင်္ဂမကစားခဲ့တဲ့ဖွင့်ပွဲ6ပွဲဆန်နိုင်ရရှိခဲ့တဲ့မှတ်တမ်းကောင်းကိုရောက်နိုင်ခဲ့တယ်လို့အသင်းအောင်ဆောင် Bruno Fernandes ဟာလည်းဒီပွဲစဉ်မှာသွင်းဂိုးတကူဖန်တီးနိုင်ခဲ့တာကြောင့်ကနဝင်တောင်ပိုင်းကစားမှာတွင်းပကန်းတင်ရှိထားတဲ့တရားဒီအတွင်း Premier League ဂိုးဖန်တီးမှုအများဆုံးစံချိန်ကိုတကူအသာနဲ့ကျဖက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Fernandes ဟာ United ကစားမဘွားမှာဂိုးဖန်တီးမှုပေါင်းအကြိမ်100ပြည့်မြောက်ခဲ့ပြီဖြစ်လို့သွင်းဂိုးရောဂိုးဖန်တီးမှုပေါင်းအကြိမ်100ပြည့်မြောက်တဲ့တတိယမြောက်ကစားသမားအပြင် Rayoni Ryan Kiro ရဲ့နောက်မှာရည်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ Xbox ကနေတင်ဆက်ပေးနေပါတယ်ကျွန်တော်ကတော့အောင်ခန့်ပါ